တပိုင်းတနိုင်နဲ့အသေးစားစီးပွားရေးလုပ်ငန်းလုပ်တဲ့လူတွေဟာ95%ကရှိပါတယ်။ဒါပေမဲ့ဒီလုပ်ငန်းရှင်တွေဒါမှမဟုတ်လုပ်ငန်းရှင်ဖြစ်ချင်တဲ့လူတွေဒီလူတွေအတွက်အစင်းသင်းဖြစ်အောင်စီးပွားရေးကိုစနစ်တကျနားလည်နိုင်အောင်ပြင်ဆင်ပေးတဲ့နေရာတွေနေပါတယ်စီးပွားရေးနည်းပညာမသိဘူးဆိုစီးပွားရေးစားလုပ်တဲ့နေရာမှာအခက်အခဲတွေအများကြီးရှိတယ်ဒီသင်ရိုးမှာကသူကစနစ်တကျကိုဘာပြီးရင်ဘာလုပ်ရမယ်ဘာပြီးရင်ဘာလုပ်ရမယ်ပြီးတဲ့ခါကျရင်ဘယ်လိုချိန်စားရမယ်ဆိုတော့theory တွေနောက်ပြီးတော့အစီအစဉ်တွေပါပြီးသားဖြစ်တဲ့အတွက်ဒီသင်ရိုးကြီးကိုလုံးဝမကြည့်သေးတဲ့သူဆိုရင်တော့မှအလုပ်တစ်ခုကိုကောင်းကောင်းမွန်ဖော်ထုတ်နိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လဲဒီသင်ရိုးကအဆင်ပြေပါတယ်ကျမတို့ Moving Forward Together Social Enterprise ရဲ့ Edna မြန်မာရဲ့Swiss Academy for Development လို့ခေါ်တဲ့ SA4D ကိုပူးပေါင်းပြီးတော့အခြေခံစီးပွားရေးအသိပညာသင်ယူကျမတို့တည်ဆောက်ခဲ့ပါတယ်။ကျမတို့အနေနဲ့ BBK ကိုပို့ချတဲ့အခါမှာရိုးရိုးစာသင်တယ်လို့မဟုတ်ဘဲနဲ့ facilitative teaching ကိုအသုံးပြုပြီးတော့အလုပ်ရုံဆွေးနွေးပွဲပုံသဏ္ဍာန်နဲ့ကျမတို့ဥဆောင်ဆွေးနွေးလို့ရှိပါတယ်။ဒီရဲ့သင်ရိုးကကျမတို့ data နဲ့ကိုက်နေတယ်။ဘာဖြစ်လဲကျမတို့ data မှာကုန်ကျန်းနေရှိတယ်။အဲ့ဒီကုန်ကျန်းတွေကိုကုန်ကြောဖြစ်အောင်ဖော်ထုတ်ဖို့အဲ့ဒီလိုမျိုးသင်ရိုးမှလည်းပါလာတယ်။ကျမတို့ရဲ့အဓိကမျှော်လင့်ချက်ကတော့ data မှာတပိုင်းတနိုင်နဲ့အသေးစားစီးပွားရေးလုပ်နေတဲ့သူတွေလုပ်နေတဲ့လူတွေအတွက်အသိပညာပါပေါင်းစပ်ပြီးတော့မိမိတို့ရဲ့လုပ်ငန်းကိုစနစ်တကျချင့်ကပ်ဖို့ကြီးထွားအောင်လှုံ့ဆော်လာဖို့ထောက်ကူပြုလို့ပဲဖြစ်ပါတယ်နောက်ပိုင်းမှာဆိုသူတို့နဲ့တွေ့ဆုံမယ်ပြီးတော့အဲ့ဒီ day ကနေမှတကယ်စိတ်ဝင်စားပြီးတကယ်အလုပ်လုပ်တော့မယ်ဆိုတဲ့သူတွေနဲ့မကြတွေ့ဆုံပြီးမယ်သူတို့ဘာလိုအပ်လဲဘာလိုချင်လဲဘာကူညီပေးရမလဲအဲ့ဒီဟာမျိုးတွေကိုကိုယ့်ဘက်ချန်ကကူညီနိုင်အောင်ကြိုးစားမယ်တကယ်လို့ကိုနိုင်ကမကူညီနိုင်ဘူးဆိုရင်တော့မှကူညီနိုင်တဲ့သူနဲ့ချိတ်ဆက်ပေးမယ်သူတို့သိချင်တဲ့အရာတွေကိုပေါ့နော်လိုက်ပြီးတော့ပံ့ပိုးပေးမယ်ကျမအနေနဲ့ကတော့စီးပွားရေးလုပ်နေတယ်ဆိုရင်တော့မှပေါ့နော်စီးပွားရေးနည်းပညာသင်တန်းကိုတက်ပြီးတော့မှစီးပွားရေးလုပ်တဲ့ဟာနဲ့ကိုဟာနဲ့ကိုတမယိုးကြစီးပွားရေးလုပ်တာနဲ့ကွာချားတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့စီးပွားရေးမှာဘလောက်ပဲအောင်မြင်နေတယ်ပဲပြောဘလောက်ပဲမြတ်နေတယ်ပဲပြောကိုအတွက်တနေ့တစ်ချိန်မှာကြုံတွေ့လာရမယ်ပြပခက်ခဲတွေနဲ့ကာပါဖြစ်အောင်ပေါ့နော်ဒီသင်တန်းကိုစီးပွားရေးလုပ်နေတဲ့ဘယ်သူမှဆိုတက်တဲ့တယ်လို့ထင်ပါတယ်အကြံပေးချင်ပါတယ်